ကျွန်တော်တို့ရခိုင်နဲ့ချင်းပြည်နယ်တွေဒီမှာမြေပြင်ကနေပြီးတော့စစ်ကူပို့လို့မရတဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေလေဒီခုံလေ့ကျင့်နေတာတွေကိုကျွန်တော်တို့ဒီနေ့တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီနေ့ကျွန်တော်ဖော်ပြပေးခြင်းတဲ့အကြောင်းအရာကတမဝဆက်ယုံကနေပြီးတော့ရှန်ဒဲလီတဲ့စကန်ကိုပို့ဆောင်တဲ့လေရင်ဘုံသီးတွေလှုပ်ဝက်သက်ဆောင်လာတဲ့အကြမ်းဖက်စစ်ခွေးတက်စစ်ကြောင်းကိုကျွန်တော်တို့ဂျာဖြတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာဖြစ်တယ်ဒီစစ်စစ်နဲ့ဖတ်သက်ပြီးတော့ကျောင်းမိသားစုဝင်တွေကိုသိစေချင်တာကအထူးလှုပ်ဝက်ပြီးတော့လေရင်ဘုံသီးတွေကိုတည်ဆောင်လာတဲ့အဲ့ဒီစစ်ကြောင်းအချင်းချင်းအဖန်ဖန်ကင်းတောက်စုံစမ်းပြီးတော့မှပြီးတော့ကြိုတင်ကာခွဲနိုင်တဲ့စစ်မဟာဗျူဟာတွေကိုချမှတ်ပြီးတော့တကယ်လို့အန်ဒီရီကြောက်ရောက်ခဲ့ရင်ဘယ်လိုမျိုးကာဝယ်မလဲဆိုတာမျိုးတွေကိုတတိချာချာပြင်ဆင်ထားတဲ့အထူးလှုပ်ဝက်စွာနဲ့လေရင်ဘုံသီးတွေတည်ဆောင်လာတဲ့အချိန်မှာကျွန်တော်တို့တိုက်ခိုက်ချေမိုးအပုတ်ကျိတ်နိုင်ခဲ့တာဖြစ်တယ်ဒီကြားထဲကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်ခက်လိုက်တဲ့အချိန်မှာဂျန်ဖက်စစ်ခွေးတက်ကဒရုန်းမောင်းတဲ့ကောင်ကမိုင်းထိပြီးတော့အဲ့ဒီဒရုန်းကသူတို့ခေါင်းပေါ်သူတို့ပြန်ကျပြီးတော့ဘုံသီးတွေကြောက်ပောက်ကွဲသွားတယ်ဆိုတော့ကျွန်တော်မိသားစုဝင်တာနောက်ထပ်ဖော်ပြပေးစရာအကြောင်းလည်းရှိပါသေးတယ်အဲ့ဒါကအခုကျွန်တော်တို့ကာဝေးထုတ်ပစ္စည်းစုပ်စက်ရုံကပ္ပစပေါ့နော်16မိနစ်ကလည်းကျွန်တော်ဖော်ပြခဲ့တယ်ဆိုတော့ကျွန်တော်တို့ကာဝေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့အဲ့ဒီမှာဂျမ်ဖက်စစ်ခွတ်တက်တွေကိုခြေမုံနေကြပြီဆိုတော့အခုအချိန်မှာဒါ viewer ကုန်းနဲ့ကာကင်စကန်တွေကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင်ကိုစတောင်းတစ်ခုလုံးကိုပါခြေမုံနိုင်ခဲ့တယ်ဆိုတော့သတင်းကောင်းကိုကျွန်တော်ဖော်ပြပေးချင်တာဗျဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုကိုတူးချင်းနိုင်ဗီဇာဖိတ်ခေါ်လိုက်ပါတယ်ပထမဦးစွာပါစာအစ်တွေသူတို့မှလည်းပဲခိုင်းတာအကုန်လုံနေရတယ်ဆိုတော့မြေပြင်ကနေပြီးတော့စစ်ကူကပို့လို့မရတော့အဲ့တော့ဟုတ်ပြီမြေပြင်ကပို့လို့မရမယ်အတူတူမင်းတို့ဒီဒီနဲ့ပဲလေရင်ပေါ်ကခုံချအသေးခံပေါ့ဆိုတော့သူတို့လေ့ကျင့်နေတဲ့ဗီဒီယိုဖိုင်လေးကိုအရင်ဆုံးကြည့်အောင်ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးသားပြီဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်တို့ဒါဟာဒီကောင်တွေစစ်ရှုံးနေပြီဆိုတာကိုတိတိကျကျလေးမြင်တွေ့နေရတာပါဒါအသက်သေးပါပဲဘာကြောင့်လဲဆိုတော့မြေပြင်ကနေပြီးတော့စစ်ကူဘလို့မှမရောက်နိုင်တော့ဘူးကျွန်တော်တို့တိုင်းသားတပ်ဖွဲ့ဝင်တွေရဲ့ဒါနေမြေတွေမှာကျွန်တော်ပြောပြီးသားမြေပိုင်မှာစစ်နိုင်တဲ့အခြေအနေဟုတ်ပြီအာဆီယံမှာအစည်းအဝေးအကြီးအကျယ်လုပ်နေတာဒါပေမဲ့ကျွန်တော်တို့နိုင်ငံကအဲ့ဒီအစည်းအဝေးကိုတက်ချင်လုံးပါတယ်ဆိုတော့မာလာဂျပူမတက်ရတော့မာလာဂျပူကအခုဘာလုပ်နေလဲကျွန်တော်ရဲ့မိသားစုကြောက်တူးနေပါတယ်တကယ်တော့ကြောက်တူးသမားလေးဟာဟုတ်ပြီမာလာဂျပူပါပဲပေါ့ပြီးတော့သူတို့က for choice ထုတ်ပြတာပြည်ရန်ဗရန်များကြီးဆိုဟာစန်တပီတတာတန်မိုးလောက်ပဲရှိတယ်ကြောက်တုံးကိုစေးတုတ်လာတယ်လို့အချို့ကပြောဆိုသုံးသပ်ပါတယ်ကျွန်တော်လေးလာကြည့်လိုက်တော့လေဒီလောက်ပါပဲဆိုတော့အမေရိကန်ကအာဆီယံအစည်းအဝေးကိုခွေးတို့ပေါက်ကတောင်မှတက်လို့မရလို့အဆက်ကွဲနေတဲ့မာလာဂျပူဟာပြည်သူလူထုအာယုံကိုတစ်ဖက်ကိုလွှဲလိုက်တာဘာနဲ့လွှဲဆိုတော့မာလာဂျပူကြောက်တူးနေသည်အခုပြည်တံဗရန်များကြီးရပြီမသိရင်ပဲသူတို့ lobby တွေပြောတာပေါ့နော်သူတို့ lobby ဖော်ပြလာကျွန်တော်တွေ့လိုက်တာဘာလဲဆိုတော့မာလာဂျပူရဲ့သူကိုသူခန့်သမလာယူကောင်ကသူ့ရဲ့ဖုံးတကိုးတွေကြောင်းအဲ့ဒီပြည်တံဗရန်များကြီးကမြေကြီးကနေပြီးတော့မြေအောက်ထဲမှာနေလို့မရတော့ဘူးမြေကြီးတွေကနေပြီးတော့ထိုးထွက်လာတဲ့ပုံစံမျိုးကိုသူတို့ကပြောဆိုရေးသားနေတာကျွန်တော်တွေ့ရမ်းရည်ချင်းဒီလိုကောင်းတွေကိုဒီလိုအယူကပဲဒီလိုအုပ်ချုပ်နေတာကျွန်တော်မိသားစုဝင်ဟုတ်ပြီဒါကတော့ကျွန်တော်တို့ပြည်သူလူထုကိုအာဆီယံမှာအချက်ကွဲနေတဲ့လက်ရှိအခင်းချင်းတွေပါအာဆီယံကပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုဒီခေါက်ညှင်းတွေ့နေရတကယ်အားရဖို့လဲကောင်းပါတယ်ဟုတ်ပြီနောက်ထပ်အချက်လေးကိုလည်းကျွန်တော်အရင်ဆုံးနည်းနည်းလေးဖော်ပြခြင်းတယ်အဲ့ဒါကကျွန်တော်တို့
တရုတ်ရဲ့စီးပွားရေးကိုထိခိုက်အောင်ပျက်စီးအောင်လုပ်နေအဲ့ဒီအကျိုးဆက်ကိုခံစားရမယ်လို့ပြည်သူလူထုက MNDAA ကချိန်ချောက်လိုက်ပါတယ်အားလုံးသိရှိပြီးတဲ့အတိုင်းပဲကျွန်တော်တို့ MNDAA ထိချုပ်ထားတဲ့မြို့နယ်တွေကိုတရုတ်တွေကလုံးနဲ့အရင်နဲ့ဝင်လာကြပါတယ်ဆိုတော့အဲ့ဒီသူတို့ဝင်လာတဲ့အခြေအနေမှာပဲဒေသခံပြည်သူတွေဟာမျိုးစုံနဲ့ချိန်ချောက်ခံခဲ့ရတယ်ကျွန်တော်အရှိသတင်းတွေမှာဖော်ပြခဲ့ဘူးလေသူတို့ရဲ့ဘိုးဘပိုင်မြေတွေသူတို့ရဲ့လေယာမြေတွေသူတို့ရဲ့အိမ်ချမ်းမြေတွေဒါတွေကိုမျိုးစုံနဲ့သူတို့ချိန်ချောက်ခံရပြီးတော့အချို့ကလည်းဘယ်လိုပြောမလဲအသက်အန္တရာယ်အတွက်ဆွန့်ခွာလိုက်တာလည်းရှိတယ်အချို့ကျတော့လည်းမယောင်းခြင်းပဲနဲ့ပေါ့နော်တန်ဖိုးနည်းနည်းနဲ့ရောင်းလိုက်ရတဲ့အခြေအနေလည်းရှိတယ်မျိုးစုံနဲ့ကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ရဲ့နိုင်ငံတွင်းတွေကမြေတွေကိုတရုတ်ကတရားဝင်တွေဝယ်ယူနေကြတာဖြစ်ပါတယ်ဆိုတော့နိုင်ငံတနိုင်ငံရဲ့မြေအဲ့ဒီမြေကိုတိုင်းတစ်ပါးသားကတရားဝင်ပိုင်ဆိုင်ခွင့်ရှိပါသလားဆိုတာပေါ့နိုင်ငံရဲ့ဥပဒေရှိပြီးသားပါဒါပေမဲ့ကျွန်တော်နိုင်ငံအတွင်းထဲမှာကျွန်တော်တို့အခြေခံလူတန်းစားတွေပိုင်ဆိုင်တဲ့နေရာတွေဆိုတာကကျွန်တော်တို့ကဘယ်သူမှအရောက်ပေါက်မရှိတဲ့တောတောင်ရှုံမြောင်းတွေမှာပြီးတော့မြို့ကြီးပြကြီးတွေမှာဆိုရင်လည်းပဲကျွန်တော်တို့မြောင်းနှခမ်းလေးတွေချောင်းလေးတွေကျူးကျော်နေရာလေးတွေပေါ့ဗျာအဲ့ဒီနေရာလေးတွေမှာပဲကျွန်တော်တို့မြန်မာနိုင်ငံသားအစ်စ်တွေကပိုင်ဆိုင်ခွင့်ရနေတာတော့မဟုတ်ဘဲနဲ့ပေါ့အငှားသဘောမျိုးနဲ့ကိုယ့်နိုင်ငံမှာကိုနေပြီးအငှားသဘောမျိုးနဲ့ရက်တည်နေရတဲ့အခြေအနေနဲ့တရုတ်ကတော့တောင်းပြီးဆိုတဲ့နေရာတွေကိုလဝဲကြီးအုပ်ပြီးတော့ရယူကြတာဖြစ်ပါတယ်ဆိုတော့အမေဒီအချမ်းမီမြောက်ပိုင်းတိန်ဒီကော့ကိုင်နမ်ဒူမူဆယ်နန်ကန်ပါဝင်ပေါ့နော်မြို့နယ်တော်များထိန်းချုပ်ပြီးတဲ့အချိန်မှာတရုတ်လုပ်ငန်းရှင်တွေကိုဝင်ရောက်နေထိုင်လုပ်ပိုင်ခွင့်တွေပေးလိုက်တယ်ပြီးတော့တရုတ်အကျိုးစီးပွားနဲ့ထိခိုက်အောင်လှုပ်ဆောင်တာတွေစန့်ကျင်တာတွေကိုလှုပ်ဆောင်တဲ့သူတွေကိုအဲ့ဒီအကျိုးဆက်တွေကိုခံစားရမှာဖြစ်တယ်လို့ MNDAA ကချိန်ချောက်လိုက်တာဖြစ်ပါတယ်ဒီတာကန်ပြည်သူတွေဒီစကားပြောတော့လက်နက်ကန်အဖွဲ့တရုတ်ရဲ့ကပိုက်ဆောင်တဲ့လုံခြုံရေးအဆင့်လောက်ပဲရှိတဲ့တရုတ်ရဲ့နေချာဆောက်တဲ့ဒါအခုဆိုရင်သူတို့ပုံသဏ္ဍာန်တွေကိုကျွန်တော်တို့အစစ်မှန်တွေကိုမြင်တွေ့နေရတာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့သကောင်တွေတမိုင်းမှာအခုအဓိကဖော်ပြပေးခြင်းနဲ့စိတ်ပြူကနေကပ္ပစစက်ယုံကနေပြီးတော့ရှမ်းတဲ့လေလက်ကိုပို့ဆောင်မဲ့လေရင်ဘုံသီးတွေတဲဆောင်လာတဲ့အကျန်းဖတ်စစ်ခွေးတက်စစ်ကြောင်းကိုကျွန်တော်တို့တိုက်ခိုက်ချေမုံအမှုန့်ကျိတ်လိုက်ပါတယ်ဆိုတော့အဲ့ဒီတိုက်ခိုက်မှုမှာဒရုန်းအကျန်းဖက်စစ်ခွတ်တက်ကဒရုန်းမောင်းတဲ့ကောင်မိုင်းထိသွားတယ်မိုင်းထိသွားပြီးတော့သူလွတ်တင်ထားတဲ့ဒရုန်းဟာပြန်ကျပြီးတော့ဘုံသီးတွေကြောက်ပေါက်ကွဲသွားလို့ဒီကောင်တွေတော်တော်များများမွေးငါဖြစ်သွားတာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်လို့စိတ်တော့မကောင်းဒီကောင်တွေကလည်းဖြစ်လိုက်ရင်အဆန်းကြီးနေနော်အကူတူတော်ချင်းနေပြီဆိုတာကိုကျွန်တော်တို့ဒီအပိုင်းတွေအတွင်းမှာခက်စိတ်ညီတွေ့နေရတာဖြစ်ပါတယ်ရှေ့ပြေးရင်နဲ့ပင်မရှင်နဲ့မရောက်မီလမ်းကြောင်းကင်းထောက်တာတွေပြုလုပ်ရန်လမ်းကြောင်းပိတ်ဆို့မှုနဲ့ရန်သူနှောက်ယှက်မှုအန္တရာယ်များကိုကြိုတင်ဖယ်ရှားရန်အထူးလိုအပ်ညွှန်ကြားထားပါရက်နဲ့အဲ့ဒီစစ်ကြောင်းကိုကျွန်တော်တို့ကတိုက်ခိုက်နိုင်ရတာဗျကျွန်တော်ရဲ့မိသားစုဟုတ်ပြီမေလ6ရက်နေ့ကျွန်တော်ကပ္ပစစိတ်ကိုထွက်လာတယ်ဂျပန်စစ်ခွတ်တဲ့စစ်ကြောင်းကိုပသိမ်မုံရွာစိတ်ဖြူပေါက်လမ်းစုံနောက်ဘက်မှာတော်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းထဲမှာမိုင်းဆွဲလိုက်တဲ့အချိန်မှာပဲ drone မောင်းတဲ့သူကိုမိုင်းထိပြီးတော့မီးလောင်သွားတယ်ကျွန်တော်မိသားစုဝင်တွေ drone မောင်းနေတဲ့စစ်ခွေးကမီးလောင်သွားတော့သူတင်ထားတဲ့ drone ကသူ့စီပြန်ရောက်လာတယ်ဆိုတော့အဲ့ဒီမှာတကောင်တွေအတွက်ကပို့ပြီးတော့ဘယ်လိုပြောမှာမီးတစ်ခါနှစ်ခါဆက်ကနာဖြစ်သွားတာကျွန်တော်မိသားစုကျွန်တော်တို့တက်ခိုက်တဲ့အခုတော့ချားဆိုး FDF အဖွဲ့ကဖော်ပြထားတာကတော့ drone မောင်းတဲ့ကောင်ကမိုင်းထိသွားပြီးတော့မီးလောင်သွားတယ်သူတို့ drone ကထိန်းချုပ်မှုမရှိဘဲနဲ့ drone ပြတ်ကျပြီးတော့သူတို့ပေါ်ကိုပြန်ကျတယ်ဒီလိုပြတ်ကျပြီးတော့တော်တော်များများမတာဖြစ်သွားကြတယ်လို့သိရပါတယ်အဲ့ဒီတက်ခိုက်မှုအတွင်းမှာကျွန်တော်တို့ဒါစတုံးပစ္စည်းတွေပစ္စည်းနေတဲ့ drone တွေကျွန်တော်တို့သိသိရမိတယ်လို့ဆိုပါတယ်ဆိုတော့မိုင်းဆွဲတက်ခိုက်မှုအတွင်းတိရတဲ့ရရှိသွားတဲ့အခြေအနေတွေပြီးတော့အထူးလိုအပ်
ပြီးတော့လေရင်ဘုံတိတွေတဲဆောင်လာတဲ့စစ်ကြောင်းကြီးပောက်ကွဲသွားတာဆိုတော့ကျွန်တော်ရဲ့မိသားစုနေစဉ်းစားကြည့်လိုက်တော့ဒီကောင်တွေအခြေအနေကတော့ကျွန်တော်မကြည့်ရဘူးဒီကနေ့မှာကျွန်တော်ရဲ့မိသားစုနေလဲကျွန်တော်ရဲ့ Telegram မှာခွေးသားရောင်းသည်ပေါ့နော်အဲ့လိုပြောအောင်ပေါ့ခွေးသားရောင်းသည်ဆိုတော့အသားတုံးလေးတွေကျွန်တော်အနေငယ်ချုပ်ဖော်ပြထားပါတယ်ဆိုတော့ဒါရီယာကျန်းဖက်စစ်ခွေးတက်ပေါ့နော်လက်ရှိချိန်မှာဒီကောင်တွေဒါတစ်ဖက်ပြန်လဲပြီးတော့သူတို့အသေးဆုံးနဲ့တည်နေရတဲ့အခြေအနေတွေကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီညနန်းကိုဗိုလ်ကြီးသူရိန်လင်းနီးကက်ကုတ်ကဲရဲ့ညွှန်ကြားထားပြီးတော့စနဘိန်းတက်ကားကြီး၄စီးနဲ့တက်ဆောင်လာကြတာဖြစ်တဲ့လုံခြုံရေးအင်အား22ဦးနဲ့ရှေ့ဘေးရင်အင်အား6ဦးခဲယမ်းတင်ရင်လာတဲ့၄စီးပြီးတော့တစည်းအစီးတိုင်းမှာလည်းကျန်းဖက်စစ်ခွေးတက်ကကောင်းနေပေါ့နော်လုံခြုံရေးပါလာပြီးတော့အဲ့ဒီကျွန်တော်တို့ဒီဘုံတီးတွေကိုတည်ဆောင်လာကြတာဖြစ်ပါတယ်ရှေ့ဘေးရင်နဲ့ပင်မရှင်နဲ့မရောက်မိလမ်းကြောင်းပြီးတော့ကင်းချောင်းမှုတွေပြုလုပ်ဖို့ပြီးတော့လမ်းကြောင်းပိတ်ဆို့မှုပြီးတော့ရန်သူတွေကျွန်တော်တို့ဒါနှောက်ယှက်ဟန်တာမှုအဲ့ဒီအန်ဒီယာတွေကိုချိုးတင်ပြီးတော့ဒါရှင်းလင်းဖယ်ရှားသတင်းထောက်ဖို့အတွက်လွတ်ဝက်ညွှန်ကြားချက်တွေပါရှိနေတဲ့အဲ့ဒီလမ်းကြောင်းဟာကျွန်တော်တို့လက်တွင်းမှာပဲအမှုတ်ကျိတ်ခံလိုက်ရဖြစ်ပါတယ်ပြီးတော့ကျန်းဖက်စစ်ခွေးတက်ရဲ့အင်အားဖြစ်လာတဲ့စတောင်းတစ်ခုလုံးမှုကျိတ်ခံလိုက်ရတဲ့အခြေအနေတွေကိုကျွန်တော်ရဲ့မိသားစုအနေနဲ့ဖော်ပြပေးခြင်းတယ်ဗျကျွန်တော်တို့လက်ရှိဘကိုးတိုင်းကပ္ပစ16ပြီးတော့မကွေးတိုင်းပထန်းအနီးပစီနဲ့ကုတ်ကြီးမှာကျွန်တော် AR ၄မျက်နှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အဲ့ဒီတိုက်ပွဲတွေကိုကျန်းဖက်စစ်ခွေးတက်ကစစ်ကူပို့လိုက်တာအဲ့ဒီစစ်ကူစစ်ကြောင်းတစ်ခုလုံးကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေချိန်မုံနှိုင်းခဲ့တယ်လို့ကျွန်တော်ကြားသိထားတာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဒါတွေအကြောင်းပဲလေဒီကနေပြီးတော့လေဒီတွေခုံချပြီးတော့လေရင်ပေါ်ကနေပြီးတော့စစ်ကူပေးဖို့သူတို့ကလေ့ကျင့်သင်ကြားနေတာဖြစ်ပါလိမ့်မယ်ဟုတ်ပြီအဲ့ဒီသတင်းကိုပြန်ပြီးတော့သွားအောင်ဗျာကျွန်တော်တို့ဝိုင်းပတောင်းအဝေးပစ္စည်းတို့ဆက်ရုံကမ္ဘာစာ16မနေ့ကလည်းပဲကျွန်တော်အသေးစိတ်ဗီဒီယိုမှာကျွန်တော်မိသားစုကိုဖော်ပြခဲ့တယ်။ဘူဝါကုန်းနဲ့ခန်းစစ်စကန်တွေကာကင်စကန်တွေကိုအလကတက်တော့ AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေဟာ processing တိုက်ခိုက်ပြီးတော့ချိန်မုံခဲ့ပြီးပါတယ်။ဆိုတော့အဲ့ဒီတိုက်ပွဲတွေမှာဂျာဘတ်စစ်ခွတ်တဲ့ရုပ်လောင်း20ကျော်ကိုကျွန်တော်တို့မျက်မြင်တွေ့ရပြီးတော့လက်နက်ခဲယမ်းအများပြားကိုသိသိရမိထားပြီးပြီ။ဆိုတော့ပြီးတော့မေလ10ရက်နေ့ဒီကနေ့မှာပေါ့နော်အကြမ်းဖက်စစ်ခွေးတက်ကဒါစစ်ကြောင်းဖိတ်ဖို့လာတဲ့ကျွန်တော်စစ်ကူစစ်ကြောင်းတွေပြီးတော့အဲ့ဒီကျွန်တော်တိုက်ခိုက်ချိန်မုံနဲ့ကျွန်တော်ဖြစ်စဉ်တွေအတွင်းမှာပေါ့နော်ခွေးပြေးထွက်ပြေးတဲ့ကောင်တွေကိုလိုက်လံနေမီရှင်းလင်းရင်းနဲ့ပြစ်ခတ်ချိန်မုံမှုတွေအတွင်းမှာအကြမ်းဖက်စစ်ခွေးတက်ကကောင်တွေလည်းဒါတော်တော်လေးကိုအထိကအသေးဆုံးများပြားနေတယ်လို့ကျွန်တော်တို့ကြားသိထားရတာဖြစ်ပါတယ်။ဘိုးလိုင်းဗရောင်းမျိုးမတုံကျွေးရအနီကပ္ပစ16အဲ့ဒီမှာကာယံထားတဲ့ဒါအကာယံတွေပြီးတော့အဲ့ဒီမှာကျွန်တော်စစ်ကူပို့ထားတဲ့စတောင်းတစ်ခုလုံးချိန်မုံခံလိုက်ရပါပြီ။ဒါကတော့တကယ်သတင်းကောင်းမှာကျွန်တော်ရဲ့မိသားစုနေပြီးတော့အကြဆုံးအရန်များနေတဲ့အကျန်းဖက်စစ်ခွေးတက်ကကောင်တွေဟာအဲ့ဒီကာကင်းတွေကနေပြီးတော့ဒါထွက်ပြေးလာတဲ့ကောင်တွေပြီးတော့စစ်တောင်းကိုချိန်မုံခံရတဲ့အခြေအနေမှာလည်းပဲအဲ့ဒီစစ်တောင်းကနေပြီးတော့ဒါကတင်ကလေးထွက်ပြေးနေတဲ့ကျွန်တော်တို့အခြေအနေတွေမှာနေမီရှင်းလင်းရေးတွေနဲ့ကျွန်တော်တို့လိုက်လံကျွန်တော်တို့တုတ်တင်ရှင်းလင်းပွဲတွေကိုလည်းကျွန်တော်တို့လှုပ်ဆောင်နေတယ်လို့ကြားသိထားရတယ်မနေ့ကဆိုရင်တော်တော်လေးကိုတိုက်ပွဲပြင်းထန်တယ်လို့ကျွန်တော်တို့ကြားသိထားတယ်ဂျမ်ဖက်စစ်ခွတ်တက်ကလည်း promoter တွေ jet fighter တွေပေါ့နော် Y12 တွေနဲ့ဒါပြီးတော့လက်နက်ကြီးပစ်ကူတွေပါပေးထားတယ်လို့လည်းကြားသိထားပါတယ်ဆိုတော့ AA နဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေကမ္ဘာ16အတွင်းနဲ့အထိကိုကျွန်တော်လက်နက်ကြီးတွေ drone တွေနဲ့ဝင်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ကျွန်တော်တို့ကြားသိထားတာဖြစ်ပါတယ်ဆိုတော့မိုးရင်းကာလာပေါ့နော်ဒီအခြေအနေလေးတွေမှာအလကတက်တော့ A နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေစီရေးအစီအမံတွေကိုတေချာပြင်ဆင်ရွေးဆဲထားပြီးပြီလို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်ကျွန်တော်ကမြေပြင်မှာစစ်ကူလည်းပို့လို့မရဘူးလက်ရှိကျွန်တော်တို့ဒါသူတို့ရဲ့ပေါ့နော်နီးမျိုးစုံနဲ့ပေါ့နော်ကျွန်တော်တို့တိုက်ခိုက်မှုတွေကြောင့်တော်တော်လေးကိုအားနဲ့ချိနဲ့နေတဲ့သူတို့ရဲ့ပင်မစကန်တွေကလည်းပဲကြာတော့မယ်ဟုတ်ပြီဒီအချိန်တွေကိုလေကြောင်းကနေပြီးတော့စစ်ကူပို့ဖို့အတွက်ပေါ်တာဆွဲထားတဲ့အတင်းအားဓမ္မစစ်မှုထမ်းခေါ်ထားတဲ့စခအတက်ကလေးတွေကိုလေဒီကုံလေ့ကျင့်ပြီးတော့သူတို့ကစစ်ကူပေးဖို့မယ်လို့စိတ်ကူးရှင်နေကြတာဖြစ်ပါတယ်ဆိုတော့
လေပေါ်မှာကားကြီးတွေကျွန်တော်တို့မြင်ရမယ်အောက်ရရင်ဖုတ်ဆိုပြီးတော့ကျိုးကြည့်တာတွေတွေ့ရမယ်ဆိုတော့လေပေါ်ကနေအောက်လိုက်ရတော့ကျွန်တော်တို့မသိပါဘူးကျွန်တော်တို့လေပေါ်ကနေတော့ကန်ချလိုက်တာကျွန်တော်တို့ဘာမှမသိပါဘူးပေါ့နော်ဆိုပြီးတော့အဲ့လိုကျွန်တော်တို့ဒီမှာအရှင်ဖန်းခံရလို့မျက်နှာငယ်နဲ့ကိုစိုးတောင်းမှန်နေတဲ့အခြေအနေတွေကျွန်တော်တို့ထပ်ပြီးတော့မြင်တွေ့ရမှာဖြစ်ပါကြောင်းပေါ်ကြိုင်းတဲ့ဒီနေ့ဗီဒီယိုဆုံးသက်ပါရစေ